ငါတောင်းခွဲလားရော့6တောင်းပို့တာပြန်မအန်းနဲ့တော့မုံမိုးယူလိုက်တော့ပန်းသီးဘယ်လောက်လဲဖွာ တစ်လုံး2000ပါ လေးလုံး9000နဲ့ပေးပါ ဟာ မရရင်မယူဘူး အေးယူသွားလိုက်တော့ငါမနဲ့ထဲကပန်းသီးတစ်လုံးမှမရောင်းရသေးဘူးရောင်းရပြန်တော့လေဈေးစစ်လို့ဘာမှမမြတ်ဘူး ပန်းသီးဝယ်ခဲ့တယ်မိမကြီးတစ်လုံး2000ကိုလေးလုံး9000နဲ့စစ်ခဲ့တယ် ဘသူစီရလဲကိုကို စားတော့ဆိုင်ရှိရအဖွားကြီးလေ အဲ့ဒီအဖွားကြီးကတနာပါတယ်ကိုကိုရဲ့သူကတက်ကောင်ကျွတ်မုတ်ဆိုးမကြီးလေဘာလို့ဈေးစစ်ခဲ့တာလဲကိုကတော့ပို့ပေးရအောင်မယ် ဈေးဆိုတာစစ်ပေးရမှာလေမစစ်ရင်ဈေးတဲ့တွေကမလွယ်ဘူးကြောက်ကတော့ဘသူဖြစ်ဖြစ်စစ်မှာပဲ နောက်ခါကျရင်အဲ့အဖွားကြီးစီကဈေးစစ်ပြီးဝင်ရင်ကြောက်မစားဘူး အေးအဲ့လောက်တနာတက်နေရင်အဲ့အဖွားကိုအိမ်ခေါ်ထားလိုက်တော့အဲ့ဒီကန်စုံရွက်ကလည်းကျုပ်ဈေးစစ်ပြီးဝယ်လာတာ ရှင်ကလေလက်ဖွာတဲ့နေရာမှာသူများထက်ဖွာပြီးကစီနဲတဲ့နေရာကျတော့လေသူ့အပြင်မရှိဘူးဈေးစစ်ပြီးဝယ်လာတဲ့ခစုံရွက်ကြော်ပူပူလေးနဲ့လာစားကြပါအောင် ဟာ